မေလ10ရက်2026သတင်းကောင်းစဉ်ဘောမဘောရဲ့ဘောငုံများတေးသေးချာချာနားထောင်မယ်မိဘပြည်သူများလည်းတေးသေးချာချာလေးနားတော်တာဆင်ပေးကြပါလို့ဖိလစ်ပိုင်မှာအာဆီယံထိပ်သီးစည်းဝေးပွဲကြီးကိုစီစီကားကားနဲ့ဆင်ရင်ကျင်းပခဲ့တာမနေ့ကမေလ9ရက်နေ့မှာပြီးသွားပါပြီအဲ့ဒီအာဆီယံထိပ်သီးစည်းဝေးပွဲပြီးတော့သတင်းထုတ်ပြန်ချက်တွေပေါ့လေထုတ်ပြန်ပေးတာကိုကျွန်တော်တို့ကြားသိရပါတယ်ဖိလစ်ပိုင်သမ္မတကြီးကမင်းလားလူခေါင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်အမေစုကိုချွင်းချက်မရှိလွတ်ပေးပြီးတော့နိုင်ငံရဲ့အရေးပါအရာရောက်တဲ့နေရာမှာပြန်လည်ပြီးတာဝန်ထမ်းဆောင်ဖို့ကိုဆောင်ရွက်ရမယ်တဲ့စင်ကာပူဝန်ကြီးချုပ်မလေးရှားဝန်ကြီးချုပ်တို့ကလည်းပြင်းပြင်းထန်ထန်စကလုံးသုံးနှုံးနေနဲ့အတိမတ်မပြုတ်နိုင်ဘူးတဲ့တနည်းပြောရရင်တန်ပေရသည်တောက်ပုမင်းအောင်လိုင်းကိုလူရသွင်းပြီးစကားပြောဖို့အတွက်အဆင်မပြေဘူးတဲ့အဓိကကတော့အာဆီယံကနေချမှတ်ထားတဲ့မူ၅ချက်ဖြစ်တဲ့ 5PC ကို5 concept ကိုဆောင်ရွက်ခြင်းအပြည့်အဝဆောင်ရွက်ခြင်းမရှိသေးကာလပတ်လုံးတန်ပေရသည်မင်းအောင်လိုင်းကိုအတိမတ်မပြုတ်နိုင်ဘူးဆိုတဲ့စကားလုံးတွေနဲ့နိုင်ငံတွေကိုစီထုတ်ပြန်တယ်လို့အာဆီယံအဖွဲ့ကြီးကလည်းထုတ်ပြန်သွားတာကိုကျွန်တော်မြင်တွေ့ရတယ်။ကဲဘောမပေါင်းကုန်များမင်းတို့ဘဘကြီးကသောမကြွက်မင်းကလည်းလူရမသွင်းဘူးအာဆီယံကလည်းလူရမသွင်းဘူးငါတို့နိုင်ငံမှာရှိနေတဲ့အများပြည်သူကလည်းလူရမသွင်းဘူးတခုတော့ရှိတယ်နော်ဟိုရဟန်းဆိုရဟန်းညက်တွေကလူရသွင်းလို့မဘာသာအုပ်စုကလူရသွင်းလို့တော့ဝမ်းမသာနဲ့ဟိုမှာမဟာဝိဇယစေတီအာနာယူနေဝင်းတည်ခဲ့တဲ့ဖရာညောင်ပင်ဟိုပါဘာလို့လဲဆွေအောင်ညောင်ပင်အရွက်တွေဆွေအောင်ဖောက်ကုန်လို့တမင်တသက်ကြီးလောက်တတ်တယ်ကွယ်ညောင်ပင်ကိုရင်နှွေးလောင်းပြီးတော့အပင်ပေးသေးလိုက်တယ်ကဲဒီနေရာမှာပညာရှင်တွေနည်းနည်းလေးဝိုင်းသုံးသပ်ပေးလိုက်တမင်တသက်ကြီးညောင်ပင်ကိုရင်နှွေးလောင်းပြီးတတ်လိုက်တဲ့ချိန်မှာညောင်ရွက်တွေွာတော့ဆွေအောင်ညောင်ပင်ကြီးပေါ်ထွန်းပါတယ်ဆိုတော့မှလုတ်သေးတယ်ဩအာနာယူတံမယာသည်မဲအွန်လိုင်းယူပုံများညောင်ပင်လဲသိပေးရတာဟာဘာလို့ကြံသေးတယ်ဗရမ ्या ကြီးတလုံးဘယ်ကြောင်ဘယ်ဂျူကနေဘယ်လိုပေါ်လာလဲမသိဘူးအာဗရမ ्या ကြီးတလုံးပေါ်လာတယ်ပေါ့ပေါ်လာတဲ့ဗရမ ्या မန္တလေးမဟာမြတ်မုနိယမြသပိတ်တောင်မှခိုးတဲ့ကောင်းတံမယာသည်မဟာလာတောက်ပူရှိမှာမှဒီဗရမ ्या ကြီးလက်ပေါ်တော့ဒီဗရမ ्या ကြီးကလည်းမင်းအွန်လိုင်းခိုးဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်လာတယ်ပေါ့လေမင်းတို့ကောင်နေကြံဖန်ပြီးဂုံမဆာနဲ့ကြံဖန်ပြီးဂုံမဆာနဲ့ကမ္ဘာနိုင်ငံအားလုံးကမင်းတို့ဘဘကြီးတံမယာသည်တောက်ပုမင်းအွန်လိုင်းကိုလူရဘယ်နိုင်ငံကမှမသွင်းတာဘူးအလွန်တရာဆက်စုပ်ယွန်စာပွဲကောင်းတဲ့လူမျိုးတုံးတပ်ဖြတ်မှုရဲ့ရာဇဝတ်ကောင်စစ်ရာဇဝတ်ပေါင်းများများစွာကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ဖြစ်နေပဲတကဘာလုံးဝသတ်မှတ်ထားတာသောမကြွက်မင်းဆိုပူဆိုမင်းတို့ဘဘကြီးငိုပြီးတော့သွားပြီးတော့ကျွန်တော်မျိုးကိုတက်ခွင့်ပေးပါဆိုတော့တက်ခွင့်မပေးခဲ့ဘူးအဲ့ဒါဘာကြောက်လဲဆိုတော့တံပေယာသည်မင်းအောင်လိုင်ကတံပေယာသည်ယာတူကိုခွေးတိုးပေါက်ကနေယူသွားတဲ့အတွက်ကဘာမှာဘယ်နိုင်ငံကမှမင်းတို့ဘဘကြီးတံပေယာသည်တောက်ဖို့မင်းအောင်လိုင်ကိုတလက်မသူတို့မြေကိုနင်းခွင့်ပေးလို့မရတော့ဘာကြောင့်နင်းခွင့်ပေးလို့မရလဲစဉ်းစားနိုင်ငံတနိုင်ငံမှာပရိုတိုကောရသမရတယောက်ကနောက်တနိုင်ငံကိုသွားတဲ့အချိန်မှာဂုံသိက္ခာစီအခန့်ကြိုဆိုရတာတွေရှိအဲ့ဒါလို့အခန့်ကြိုဆိုရတဲ့အချိန်မှာဂုံသိက္ခာရှိတဲ့ခေါင်းဆောင်တွေလာပြီးဆိုရင်ဂုံသိက္ခာရှိတဲ့အခမ်းအနားနဲ့ကြိုရတယ်လို့ပရိုတိုကောရလဲသမရတယောက်လာပြီးဆိုရင်သမရအရေးချင်းနဲ့ပြည့်စုံအောင်ကြိုဆိုရတဲ့တန်ငင်းတမန်ခင်းကျင့်ဝတ်တွေရှိတယ်အဲ့ဒီကျင့်ဝတ်တွေကတံမယာသည်မင်းအွန်လိုင်းကိုဘလို့နီးနဲ့မှလူရဝင်ပြီးသူကောင်းမြောက်လို့မရပါဘူးသူကောင်းမြောက်ခွင့်လည်းမရှိဘူးမြောက်ပေးလို့လည်းမရတော့ဘူးဘာကြောင့်လဲတံမယာသည်မင်းအွန်လိုင်းသည်
made in China သမ္မတကြီးဖြစ်နေလို့ဘာဖြစ်လို့လဲဆိုသူသမ္မတက made in China တရုတ်နိုင်ငံကထုတ်လုပ်တဲ့သမ္မတကြီးဖြစ်နေတယ်ဂုံတိတ်ခါမဲ့တဲ့တံပရာသီးဖြစ်နေလို့ဂုံတိတ်ခါမရှိတဲ့တံပရာသီးဖြစ်နေလို့အောက်တန်းစားစစ်ရာဇဝတ်မှုများများဆိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ဖြစ်နေလို့ကဲဘောမဘောငုံများမင်းတို့ဘဘကြီးတံပရာသီးအတွက်ကတော့လူဖြစ်ဆုံးပြီလို့သာမှတ်သားလိုက်ပြီတော့လို့အဲ့ဒါလေးလက်ပြောပြတာပါ